ကျွန်တော်လူငယ်တော်တော်များငယ်ရွယ်နဲ့အချိန်တိုတွင်းမှာအောင်မြင်ခြင်းကြတယ်ကြီးပွားခြင်းကြတယ်အဲ့ဒီတော့လည်းသူတို့အချိန်တွေအများကြီးပေးဆက်ပြီးလေ့လာကြတယ်ကြိုးစားကြတယ်တချို့ဆိုလို့ရှိရင်အချိန်တိုတွင်းမှာအောင်မြင်ကြီးပွားခြင်းတာမို့ဖြက်လန်းနေလိုက်ပြီးတော့လမ်းမရောက်သွားတဲ့လူတွေအောင်ရှိတယ်တကယ်တော့အောင်မြင်ကြီးပွားဖို့တက်ကအဲ့လောက်ကြီး process ရှုပ်တွေမလိုအပ်ဘူးဗျာအရေးကြီးတဲ့အခြေခံကြသောလိုအပ်ချက်ကတစ်ချက်ပဲရှိတယ်အဲ့ဒီချက်ကိုကျွန်တော်ဒီနေ့ဒီဗီဒီယိုလေးမှာပြောပြပေးသွားပါမယ်ဒီဗီဒီယိုမှာပါအောင်မဲ့အကြောင်းအရာတော့ကိုဘယ်လိုလူမျိုးလဲကိုဘယ်ကိုသွားကျင်တာလဲကိုဘယ်ရောက်နေရအောင်လဲအဲ့ဒါကိုသိဖို့ကျွန်တော်အရေးကြီးပါတယ်အဲ့လိုသိမှသာကျွန်တော်သွားကျင်တဲ့နေရာကိုလွယ်လွယ်ကူကူနဲ့မြင်မြန်ဆန်ရောက်နိုင်မှာဖြစ်ပါတယ်ဘာလို့ပါခဲ့မှမသိတဲ့အခြေအနေကိုလူတော်များကြုံခဲ့ရမှုပါတယ်ကျွန်တော်ကိုယ်တိုင်လည်းကြုံခဲ့ရတယ်အဲ့ဒီတော့ဆိုလို့ရှိရင်အလောက်ကိုင်းဒီတီချာနဲ့ဝင်ငွေအတန်သိရှိပါလျက်နဲ့ကျွန်တော်ဘာလို့လောမသိလမ်းပြောက်ခဲ့ဘူးလေဗျာကျွန်တော်ဒီတီယူလေးကိုတွေးတဲ့အခါကျမှဟိုအဲ့တော့ငါဒီလိုဖြစ်ခဲ့တာပါလားဆိုပြီးတော့အဖြေပြန်ရှာတွေ့ခဲ့တယ်ဒီတီယူတော့ကျွန်တော် YouTube မှာ post ကန်နာထားဝင်နဲ့အမှမထင်တွေ့ရတာဖြစ်ပါတယ်အနည်းဆုံးတော့တကယ်ချင်းတို့အနေနဲ့ဒီဗီဒီယိုဆုံးအောင်ကြည့်ပြီးပါရင်ကိုဘာလိုအပ်နေရလဲကိုဘာကိုရှာဖွေရမလဲဆိုတာသိရလူတယောက်ဖြစ်သွားလိမ့်မယ်ဒီတီယူကို American စိတ်ပညာရှင် Abraham Maslow က1943လောက်မှာပြောပြခဲ့တာဗျာတီယူရဲ့နာမည်ကတော့ Hierarchy of Needs ပေါ့ဘာသာပြန်တော့လူသားတွေရဲ့လူရင်းဆန္ဒလို့ပဲပြောရမှာပါကျွန်တော်တို့ကအသက်ရှင်တွေဒီလူရင်းဆန္ဒရဲ့နောက်လိုက်ရှာနေရတာဒါ Hierarchy of Needs ရဲ့မူရင်း English version မှာကျွန်တော်အားလုံးနားလည်လို့ရအောင်မြန်မာ version လေးပြန်ပြောင်းပေးထားရဗျာဒီ premium ကိုကြည့်မယ်ဆိုရင်အပိုင်း၅ပိုင်းခွဲထားတယ်အောက်ဆုံး2ပိုင်းကတော့ကျွန်တော်ခန္ဓာကိုယ်ပိုင်းဆိုင်ရာ physical body ရဲ့လိုအပ်ချက်တွေဖြစ်ပြီးတော့အပေါ်က3ပိုင်းကတော့ mental နဲ့ပတ်သက်တဲ့စိတ်ပိုင်းဆိုင်ရာလူရင်းဆန္ဒတွေဖြစ်တယ်ပြီးမြင့်သဘောတရားကတော့တာမန်လူတွေအတွက်ကအောက်ဆုံးကနေတဆင့်ပြီးတဆင့်ပြေးဆုံးသွားမှအပေါ်တက်လန်းနိုင်မှာဖြစ်တယ်ဒီလို level 1ဖြစ်တဲ့အောက်ဆုံးဆင့်ကိုမပြေးဆုံးသေးပဲနဲ့ level 2ဖြစ်တဲ့အပေါ်ကိုကျွန်တော်တက်လို့မရပါဘူးဥပမာပြောရင်ကျွန်တော်ခန္ဓာကိုယ်တက်ရှင်မှုအတွက်လိုအပ်တဲ့အစားအသောက်တွေရေတွေလေတွေမရှိဘဲနဲ့ကျွန်တော်နောက်တစ်ဆင့်ဖြစ်တဲ့ကျန်းမာရေးကောင်းမှုအတွက်တို့ကိုယ်လောက်ကိုင်းကောင်းရဖို့အတွက်တို့စဉ်းစားနိုင်မှာမဟုတ်ပါဘူးအသေးစိတ်လေးကျွန်တော်ထပ်ရှင်းပြရပါမယ်လူတွေနဲ့မွေးဖွားလာပြီဆိုတာနဲ့အသက်ရှင်မှုအတွက်တော့ဆုံးအခြေခံလိုအပ်ချက်တွေရှိပါတယ်နောက် level 1ဖြစ်တဲ့အစားအသောက်တွေလိုမယ်အသက်ရှူဖို့အတွက်လေလိုရမယ်နောက်ဝတ်ဖို့အတွက်ဝတ်စားရလိုမယ်ပြီးကျွန်တော်အိပ်ဖို့တွေနားဖို့တွေအတွက်နေရာတစ်ခုလိုအပ်ပါမယ်ဒါတွေပြည့်စုံသွားပြီဆိုရင်တော့လူတွေရဲ့စိတ်ကနောက်ထပ် level တစ်ခုဖြစ်တဲ့အဆင့်2ကိုရောက်သွားတယ်ဗျာအဲ့ဒီမှာကျွန်တော်ဘာလို့လိုအပ်လာလဲဆိုလို့ရှိရင်ကျန်းမာရေးကောင်းဖို့လိုအပ်လာမယ်ကိုနေရဲ့နေရာနဲ့ပတ်ဝန်းကျင်မှာကိုယ့်အတွက်လုံခြုံစိတ်ချမှုရှိရဲဆိုတဲ့ခံစားချက်ရဖို့အတွက်တော့ဘေးရန်နဲ့ကင်းမှုတွေလိုအပ်လာပါတယ်ဒီလိုမျိုးလုံခြုံစိတ်ချဖို့အတွက်ကလည်းတရားဥပဒေစိုးမိုးရေးအရေးပါလာနောက်အလုပ်ကိုင်းတစ်ခုရဖို့လို့သုံးဖို့အတွက်ငွေကြီးရှိဖို့လိုအပ်လာပါတယ်အဆင့်1နဲ့2ဖြစ်တဲ့ခန္ဓာကိုယ်ပိုင်းဆိုင်ရာလူရင်းတွေပြည့်စုံသွားပြီဆိုရင်တော့ကျွန်တော်ရဲ့စိတ်ကအဆင့်3ဖြစ်တဲ့စိတ်ပိုင်းဆိုင်ရာလူရင်းတွေကိုတောင်းတလာပါတယ်အဆင့်3မှာတော့ကျွန်တော်မိသားစုဆွေမျိုးတို့သမီးသားလင်မယားတို့ခြားမှာရှိတဲ့မေတ္တာတရားတွေနှွေးထွေးမှုတွေလိုအပ်လာတယ်နောက်ဒီဆင့်မှာလုပ်ငန်းခွင်အတိုင်းဝိုင်းတို့တကယ်ကြီးအပေါင်းအသင်းတို့ကြားရကောင်းမွန်တဲ့ဆက်ဆံရေးရှိဖို့လိုအပ်လာပါတယ်ဒီချက်တွေပြည့်စုံသွားပြီဆိုရင်တော့ကျွန်တော်နောက်တစ်ဆင့်ဖြစ်တဲ့ level 4ကိုရောက်သွားပါတယ်အဲ့ချိန်ဘာဖြစ်ချင်တာလဲဆိုလို့ရှိရင်ကိုယ့်ကိုယုံကြည်မှုတွေပိုပြီးရှိချင်လာတယ်တခြားသူတွေကိုအတိမတ်ပြုပေးတာမျိုးချီးမွမ်းဂုဏ်ပြုတာမျိုးတွေခံကျင်လာပါတယ်ပြောရအောင်ဒီ level မှာသူများတဲ့ခေါင်းလုံးသားခြင်းနဲ့စိတ်သူများတဲ့ပိုကျန်းကျင်တဲ့စိတ်တွေဖြစ်လာတယ်ဒါပြီးတော့ level 5ဖြစ်တဲ့နောက်ဆုံးဆင့်ကိုရောက်သွားပါတယ်ဒီ level မှာတော့ဘာဖြစ်လာလဲဆိုရင်ကိုယ်ပိုင်ဖန်တီးမှုတွေကိုယ်ပိုင်အောင်မြင်မှုတွေကိုတယောက်တည်းအတွက်မဟုတ်တော့ပဲနဲ့အများကောင်းမှုအတွက်လုပ်ပေးခြင်းနဲ့စိတ်တွေ brighter စိတ်တွေပေါ့နော်ဝင်လာပါတယ်ဒါပေမဲ့ဒီ theory မှာချွင်းချက်တစ်ခုတော့ရှိပါတယ်အဲ့ဒါဘာလဲဆိုရင်ကျွန်တော်ပြန်မြတာမန်လူတွေအတွက်ကတော့အဆင့်တစ်ခုပြေးမှနောက်တစ်ဆင့်တက်သွားတတ်ပြီမဲ့လို့တာမန်မဟုတ်တဲ့ထူးခြားတဲ့သူတွေဆိုရင်တော့2ဆင့်3ဆင့်ခုံပြီးတက်သွားတတ်ပါတယ်ဥပမာဆိုရင်တချို့လူညာရှင်တွေဆိုရင်စာဝင်နေမပြေဆုံးပြီမဲ့လို့ကိုယ်တိုင်ဖန်တီးမှုတွေလုံနိုင်တာမျိုးတချို့ကိုမပြေဆုံးပြီမဲ့လို့အများအတွက် brighter လုပ်ပေးနိုင်တဲ့သူတွေလည်းရှိပါတယ်ဒီလေ fight ရောက်ဖို့အတွက်ကတာမန်လူတွေတော့ကတော့မလွယ်ပါဘူး
အထူးသဖြင့်ကျွန်တော်တို့ဖွံ့ဖြိုးတဲ့နိုင်ငံသူတွေဖို့ကတော့အဆင့်3နဲ့4မှာတယ်တော်တော်များများပိတ်မိနေတတ်တာများပါတယ်ကျွန်တော်ဆိုရင်နိုင်ငံရေးအပြောင်းလဲမဖြစ်ခင်ကာလဆိုရင်ကျွန်တော် level က3နဲ့4ကြားလောက်မှာဖြစ်နေတာပေါ့နော် level 3ကလည်းကျွန်တော်တော်တော်လေးပြည့်စုံသွားပြီမျိုး level 4ကိုတက်ဖို့အတွက်အချိန်ယူနေတဲ့အချိန်ပေါ့အဲ့မှာနိုင်ငံအပြောင်းလဲဖြစ်သွားတော့ဟိုနိုင်ငံခြားပဲသွားတော့မလို့အလုပ်ပဲထွက်ကြတော့မလို့ကျွန်တော်စိတ်တွေကဟိုလိုဒီလိုဖြစ်ကုန်တာနောက်ပိုင်းကျမှကျွန်တော်ဒီ theory နဲ့ချိန်ပြီးကျွန်တော်ပြန်စဉ်းစားမိတာကျွန်တော်စိတ်တွေကအဲ့တော့ဆိုလို့ရှိရင် safety ပျောက်သွားတာဗျာအဆင့်1ကိုကျွန်တော်ပြန်ရောက်သွားတာကိုနေရထိုင်ရလုံခြုံစိတ်ချရလို့ကိုမထင်တော့အဲ့ခါကျတော့ကျွန်တော်ဒီ safety ကိုတော့ပြန်ရှာတယ်ကျွန်တော်ကိုလုံခြုံစိတ်ချရပြီကိုဘေးကင်းပြီလို့ထင်တဲ့အချိန်ရောက်မှတော့ကျွန်တော်အဆင့်နောက်တဲ့အဆင့်ကိုကျွန်တော်ပြန်တက်နိုင်ခဲ့တယ်ပေါ့နော်တကယ်လို့လည်းကိုတစ်ခုခုပြောင်းနေရယ်ကိုဘာလိုလဲလို့လိုအပ်နေမှမသိဘူးခံစားနေရတယ်ဆိုလို့ရှိရင်ဒီ theory လေးကိုသုံးပြီးတော့ဖြေရှာကြည့်ပါဖြေရှာတွေ့မယ်လို့ကျွန်တော်ယုံကြည်ပါတယ်ဗီဒီယိုလေးကိုဆုံးဖြတ်ကြည့်ပြီးတဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်ကျွန်တော်နောက်ဗီဒီယိုမှာပြန်တွေ့ကြရပါမယ်အားလုံးပဲတတ်တာ